မကောင်းလို့လည်းမသိခင်တော့အဲ့လိုမျိုးလေးတစ်ခါတော့ကောင်းကောင်းလေးပေါ့လေအရင်လေးကောင်းကောင်းလုံးမရမယ်သူကမနှက်ပြန်သွားရင်သွားမင်းနောက်မနေ့ကျလိုက်ခဲ့လိုက်မင်းဆိုင်ပတ်ထားတဲ့နိုင်ရ1000ကျော်တယ်ဟုတ်တယ်ဟာပြောပေးအဲ့လောက်တန်မိုးရှိရဲ့နိုင်ပတ်နိုင်ကျွန်တော်အဲ့နိုင်ကိုရောင်းပြီးဒီမှာအစာဦးဝင်တူပလိုက်မှာအချိန်ကြီးအတူတွေပဲဖွင့်တာမဟုတ်လားပြောပြောတယ်ဒီဖေလူမသားဘယ်ဖေလူမသားနဲ့မှမတူအကုန်လုံးတော့အတူမို့ပါဦးမင်းကလည်းအတူတွေတော့မင်းမလည်းမဟုတ်ဘူးသူမင်းမဂျပန်ပြန်လာတော့အတူတွေဝင်လာပြီးတော့ဟုတ်တယ်တော့နှကန်းမနေဘူးအောင်မေးလို့မလို့ပြင်မိတာပရိသတ်တွေကအခုကျွန်တော်တို့နှစ်ယောက်အကယ်ဒမီမှာကျွန်တော်တို့အဲ့လိုစကားလေးပြောနေတာဘယ်သူရိုက်ပြီးတင်လဲလည်းမသိဘူးကျွန်တော်တို့ချစ်တဲ့သူတွေကကိုခင်လိုင်းနဲ့ကိုရင်းအောင်စင်မမှာပြန်ပြီးတော့မြင်ရတယ်သို့တော်ညာလဲကျွန်တော်မှလည်းကျွန်တော်တို့ဘက်တွေအများကြီးသူ့မှလည်းသူ့ဘက်တွေအများကြီးသူနဲ့ကျွန်တော်နှစ်ယောက်ပေါင်းပြီးနှစ်ယောက်တည်းကရင်ကျွန်တော်ဒီဘက်တွေကအစင်မပြေဘူးအဲ့အတွက်ကျွန်တော်တို့ကဈေးတော့လည်းအရင်တုန်းကငါ့ဖို့မလွယ်တော့ဘူးနှစ်ယောက်ကဒါမင်းတို့ discount shop ပေးရကိုလိုက်လာမယ်ဘယ်လိုဖြစ်လဲငါပြောပေးမှာပေါ့မင်းတို့ discount ပေးရဟမ်ဟုတ်ဘူးဥပမာပေါ့အမရဲ့ဟိုသူ့အဖွဲကိုဟိုပါပေါ့10သိန်းပေးရတယ်ပေါ့ပြောတော့အခွန်လိုက်မှာကြောက်တယ်10သိန်းပေးရတော့နောက်ဝဲကြငါ့ကို10သိန်းပဲလာပြီးပြဿနာတက်မင်းကဲဘယ်လိုလုပ်လဲဆို2ယောက်ပေါင်းရင်သဘောတရားကျွန်တော်မြင့်ထန်နေလိုက်တယ်မင်းလည်းမြင့်ထန်အဲ့လိုပြောရင်20ပေးရမှာဟုတ်တယ်သူများတစ်ခွက်လုံးကမှ2သိန်းလောက်ရှိတယ်ကျွန်တော်တို့2ယောက်တည်းနဲ့သဘောတရားပြပြဥမာပြောပြတာပေါ့ဦးခင်လိုက်အရန်ဟော့နေရရှိရနော်ဦးခင်လိုက်ပတ်ထားတဲ့နိုင်ရ1000ကျော်တယ်ဟုတ်တယ်ဟာပြောပေးအဲ့လောက်တန်မိုးရှိရဲ့နိုင်ပတ်နိုင်ကျွန်တော်အဲ့နိုင်ကိုရောင်းပြီးဒီမှာအစာဦးဝင်တူပလိုက်မှာဘာလဲဆိုအဲ့ဒီဟိုဓာတ်အကြောင်းတင်တဲ့လူလည်းပြောပေးပါဒီတော့တန်ငယ်ချင်းကကျွန်တော်ရဲရဲအာမခံအခုချိန်ကြီးအတူတွေပဲဖွင့်တာမဟုတ်လားပြောတယ်ဒီဖေလူမသားဘယ်ဖေလူမသားနဲ့မှမတူတော့ကိုယ်လေအသေးစိတ် detail ကြည့်ပြီးတော့ view site ခံရတဲ့ feeling လေးလည်းပြောပြပါဘာပြောသူတို့ကအဲ့ဒါမှန်ကြတော့ရှင်ပြင်းနမိတ်တွေပါပဲပုပ္ပနမိတ်လို့ခေါ်တယ်ပုပ္ပနမိတ်ပေါ့နော်ကောင်းတယ်လေဒါကို့မကောင်းလို့ပြောတော့ကျွန်တော်နှိမ်တာမဟုတ်ဘူးလေထင်ကြည့်ခံရတာကောင်းတယ်လေဒါနဲ့ဟိုပြိတ္တကချစ်တော့ခင်လိုက်ဆိုတော့ဒီလိုတော့ဝင့်နိုင်မှာပဲလို့တင်အကုန်လုံးတော့အတူမို့ပါဦးမင်းကလည်းအတူတွေတော့မင်းမလည်းမဟုတ်ဘူးသူမင်းမဂျပန်ပြန်လာတော့အတူတွေဝင်လာပြီးတော့ဟုတ်တယ်တော့နှကန်းမနေဘူးအောင်မေးလို့မလို့ပြင်မိတာအဲ့ဒီပေါ့ညောင်ကြိုက်လို့လားဒီဇိုင်းကြိုက်လို့လားဘယ်လိုမျိုးလေးတောင်းဒီဇိုင်းရလို့နေပါပါသူများပေးမပေးရင်ကောက်ရတာပဲအဲ့ဒါအထင်မကြီးပါနဲ့လို့အဲ့ဒါကအဲ့နိုင်ကကျွန်တော်ကပထမတော့အဲ့နိုင်လေးဟာလို့လှတယ်ဆိုတော့နေဝင်းတို့ဝစ်ထားတာမျိုးလို့နေဝင်းတို့ကအဲ့ဒါ brand ambassador လုပ်တာအဲ့ဒါသားလို့ဘယ်လောက်ပေးရလဲဆိုတော့ဦးတဲ့သားတို့က brand ambassador ဆိုတော့သားတို့ကတော့ပတ်စံမပေးရဘူးတဲ့9သိန်း10သိန်းလောက်တော့တန်တယ်တဲ့အဲ့ဒါမန်းငွေသိန်းကိုခေါ်ပြီးတော့ညီမသူ့နာမည်ဘာလဲမသိဘူးတကယ်ပြောတာခဏနေပြောလိုက်မယ်မျက်လုံးတော့ပြူအောင်မင်းအဲ့ဒါမိမအဲ့မှာသွားဝဲတာချယ်ယူဆိုင်မှာသွားဝဲတာဝယ်လဲဟိုအဲ့ဒီငါ6သိန်းနဲ့နေကုန်သွားပြီတဲ့30သိန်းနဲ့ပဲရှိတော့လဲဆိုလို့မိမနဲ့ရန်ဖြစ်ပြီးဝယ်လာ30သိန်းပဲတမာတယ်ဟုတ်ကျွန်တော်ကအဲ့လိုဟိုဝစ်စားမဲ့တယ်ကပတ်တွေဖက်နှက်တွေဆို brand တွေတကယ်အစ်စ်တွေဝတ်တယ်ဒါနာကြီးလို့ပါလို့ကျတော့ကျွန်တော်တိတ်မယူတော့ဘူးမယူတော့အဲ့လောက်တန်ဖိုးကြီးရတယ်ဒီကောင်ယူတော့တယ်ဒီကောင်ယူတော့မဟုတ်ယူရတော့တွတ်ခါနေတယ်ပေါ့ဒါအဲ့လိုမျိုးပေါ့ကျွန်တော်တကယ်နဲ့ကိုအခုလိုတွဲပြီးတော့မြင်လေးကြတယ်တကယ်ချင်းတွေအားလုံး